အားလုံးပဲမင်္ဂလာပါဒီနေ့မှာတမန်ကျင်းစာတွေဖရာသခင်ရဲ့နှုတ်ကပတ်တော်မဟုတ်ဘူးဆိုတော့အကြောင်းနဲ့ပတ်သက်ပြီးတော့မှဗီဒီယိုဖိုင်လေးတစ်ခုပြည့်ချင်တာဖြစ်ပါတယ်ကျွန်တော်တို့နှုတ်ဆုံးတော့ကာလမှာတက်ရှင်တဲ့အခါမှာမာယွန်းတော်အဝရတွေတွင်တင်ချက်တဲ့မျိုးပေါ်ထွက်လာတာကိုတွေ့ရှိနိုင်တာဖြစ်ပါတယ်ကဲကျွန်တော်တို့အားလုံးကြည့်ကြရအောင်ဒီချမ်းစာကျွန်တော်တို့ဒီနေ့ဖတ်တဲ့ဒီချမ်းစာဖျားသခင်ရဲ့နှုတ်ကပတ်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်။ဘာကြောင့်ဒီချမ်းစာဖျားသခင်နှုတ်ကပတ်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းဟာဒီချမ်းစာထဲမှာလူလက်စကားပြောတာရှိတယ်။နော်တရိษံလည်းပြောတာဖြစ်တယ်။ပြီးရင်စာတန်လည်းပြောတာဖြစ်တယ်။ဖျားလည်းပြောတာဖြစ်တယ်။အဓိကဒီချမ်းစာနော်ဖျားရဲ့နှုတ်ကပတ်တော်မဟုတ်ဘူး။ဖျားသခင်နှုတ်ကပတ်တော်ပဲဒီချမ်းစာထဲမှာရှိတာဖြစ်ပါတယ်။ La razón del livradis ဆိုတော့ကျွန်တော်တို့no trisan gas gapire ya benya ma mintu ya gaba ucha ma muiles gapira pide pin balam ye min le bapiles gapira pide no suro sadanes gapira pide lu yos gapira pide suro lu di no tyaw le tyaw yam phit cha de sga de di ma shi ta pide a jaung phya thikhin nokabat do be di chansa the ma shi ta phit ba de a jaung di chansa ne patat la bi so yin lu ane ne jono ma ti nai bu win do pa ma be ya da phit ba de a jono tin do ha no win do yan ye ji da phit baဆိုတော့ဒီချမ်းစာဟာဖျားသခင်နှုတ်ကပတ်တော်မဟုတ်ဘူးဖျားသခင်နှုတ်ကပတ်တော်ပဲဒီအထက်မှာရှိတာဖြစ်ပါတယ်